current energy check လေးတစ်ချက်ကြည့်အောင်ကျွန်မနာမည်ဖြိုးမောက်ခင်မှာဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူပေါ်မှာတစ်ဖက်လူရဲ့လက်ရှိသူ့ရဲ့စိတ်ခံစားချက်တွေဘယ်လိုရှိနေမလဲကိုကတစ်ဖက်လူကိုခံမှန်းလို့မရတဲ့အနေအထားတွေဖြစ်နေရဆိုရင်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်နော်တစ်ဖက်လူကတဲ့ကိုအကြောင်းကိုတဲ့သူကပြန်ပြီးတွေးတောနေတာမျိုးတွေတတိယနေရာမျိုးလေးတွေတော့တွေ့ရတယ်အတိတ်က memories လေးတွေပေါ့တတိယကြကောင်းတဲ့အကြောင်းအရာလေးတွေကိုသူကပြန်ပြီးတော့တွေးနေတာအဲ့တော့တေချာဘောက်ကတော့ဒီတစ်ဖက်လူနဲ့ကိုနဲ့ရဲ့ဂျားထဲမှာသူကပျော်ရွှင်ကြကောင်းတဲ့အတိတ်ကလေးတွေရှိခဲ့တယ်တတိယကြကောင်းတာလေးရှိရဲ့အဲ့ဒါတွေသူပြန်ပြီးတွေးနေတယ်ဒါပေမဲ့သူကဒီ relationship ကိုရှေ့ဆက်သွားနေတာမဟုတ်ဘူးရက်တန်ထားတဲ့ပုံစံမျိုးအဲ့တော့တချို့တွေက no contact ဖြစ်တတ်တယ်တချို့က minimal communication ဆိုတာအဆက်အသွယ်ခက်ပါးကြဲကြဲလေးပဲရတာမျိုးဖြစ်လိမ့်မယ်တေချာပေါက်သူဒီဆက်ဆံရေးမှာရက်တန်ထားခြင်းနဲ့လို့မြင်တယ် break လုပ်ထားတဲ့ဆက်ဆံရေးပေါ့နော်သူဒီကိုယ့်ပေါ်မှာ commitment နေနော်ကိုလိုချင်တဲ့အခြေအနေတွေမပေးနိုင်တဲ့အနေအထားမျိုးကိုတွေ့ရပါတယ်တစ်ဖက်လူကြတော့နည်းနည်းလေးသတိထားမှာကဒီကိုစဉ်းစားတဲ့သူကသူ့ဘဝမှာနည်းနည်းလေး life မှာ struggle လုပ်နေရတာမျိုးတွေဖြစ်တတ်တယ် struggle ဆိုရုန်းကန်နေရတာမျိုးလေးတွေသူ့ဘဝတိုးတက်ကြောင်းလေးတွေအဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်လို့အဲ့တော့မြင်ပါတယ်ဒါပေမဲ့သတိရနေတယ်ဆိုတာလေးကိုကျင်းနေစရာကောင်းတယ်လို့တွေးရင်တော့ကျင်းနေရမှာပေါ့ဟုတ်တယ် okay ကျွန်မဗာမြင်လဲဆိုတော့တစ်ဖက်လူကကြတော့ဒီ zodiac sign ကအဓိကတော့မကြောက်ဘူးဒါပေမဲ့ तू ကအလုပ်ကိုစူးစမ်းတာမျိုးတွေဖြစ်တတ်တယ် Taurus Virgo Capricorn တွေလည်းဖြစ်နိုင်တယ်ကိုတော့မဟုတ်တစ်ဖက်လူอ่ะပေါ့เนาะအဲ့လို sign တွေတော်တော်များများလေးတော့တွေ့ရတယ်ပြီးတော့ Leo sign တွေ့တယ် Sagittarius sign လည်းတွေ့တယ် Fire sign တွေပေါ့เนาะဒါကတော့အကုန်လုံးနဲ့တော့ energy ကိုက်စရာမလိုဘူးပေါ့เนาะကျွန်မမြင်လို့ပြောလိုက်တာပါတစ်ဖက်သူကကျတော့ तू ကတကယ်တော့အရန်ကိုဒီလို workaholic ဖြစ်တဲ့အလုပ်ပေါ်မှာအာရုံစိုက်တဲ့သူမျိုးပေါ့အလုပ်လုပ်လို့ရှိရင်အလုပ်ကပထမပဲဒုတိယအခြေရေးမြစ်တာကြီးပဲအလုပ်ကိုပထမဦးစားပေးမှာမချစ်လို့တော့မဟုတ်တယ်ဆိုတဲ့သဘောမျိုးဖြစ်နေတယ်ပေါ့နော်တေးကြတယ် तू ကဒီတချို့သောသူတွေကငွေကြီးရခက်ခဲတာမျိုးလေးတွေလည်းဖြစ်တတ်တယ်တချို့သောသူတွေတစ်ဖက်လူကပြောတာနော်အဲ့လိုမျိုးလေးတွေပြီးတော့သူဒီတစ်ဖက်ကအဲ့လိုအတိတ်ကသူတွေကိုယ်လည်းသတိမရမရတယ်ဒါပေမဲ့ तू သူ့ရဲ့အတိတ်ကကိုယ့်ရဲ့မတိုင်ခင်ပေါ့အတိတ်ကသူတွေကိုလည်း तू လွတ်ချလို့မရတာမျိုးလေးတွေဖြစ်တတ်တယ်လို့အဲ့တော့မြင်ပါတယ်ဒါကတော့အကုန်လုံးနဲ့ energy resonate ဖြစ်ချင်မှဖြစ်မှာပါနော်ကျမနဲ့ energy ကိုက်တဲ့သူတွေအတွက်ကိုယူရပါတယ်နောက်ထပ်သူရဲ့နော်အခုကျမဟိုဟာပေါ့စကားရောင်ထစ်ကုန်ပြီ okay ဘာရင်တွေ့ရလဲဆိုတော့တစ်ဖက်လူကကိုတော့ तू ကဒီစိတ်ကူးထဲမှာကိုရဲ့ကျင်နာမှုတွေ view ဆိုင်မှုတွေကို तू တတိရတယ်ပြန်ပြီးတန်းတာတယ်ကိုကငါ तू ကငါပေါ်မှာတော်တော်ကောင်းတဲ့သူတယောက်ပါလားလို့ तू ကတွေးမိတယ်ဒါပေမဲ့ तू ကနှစ်ယောက်ရဲ့ကြားထဲမှာတဲ့လားမင်းလည်းမတဲ့တဲ့ပြဿနာမျိုးတွေရှိတယ်နော် okay this is collective reading ဖြစ်ပါတယ်ကျမနာမည်ဖြိုးမောက်ခင်ပါpersonal reading ကြည့်ချင်တဲ့သူတွေက Viber နံပါတ်3994944189နဲ့399643943991တို့မှာဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်ရှင်ကျွန်မနာမည်ဖြိုးမောက်ခင်ပါ